အားလုံးပဲမင်္ဂလာပါအာစီဇန်လေးအရာဝင်ပုံပြင်ပြောပြမယ်အစီအစဉ်ကပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြောပြပေးမယ့်ပုံပြင်ကတော့စင်ကြီးကလုံးချီဆိုတဲ့ပုံပြင်ဖြစ်ပါတယ်ဒီရေးထားတဲ့အတိုင်းပဲကျွန်တော်အဲ့ဒီအားပေါ်အတိုင်းပဲဖျက်ပြတော့မှာဖြစ်ပါတယ်အစလိုက်အောင်တခါတော့ခါကတော်သူကြီးတဲ့တာမ2ယောက်ကပေါ့နော်တစ်ဖက်အရွာကအင်ကိုအပြန်နဲ့တော်ရလန်းနဲ့မှာပေါ့နော်စင်ကြီးကိုကလုံးချီသွားတာကိုတွေ့လိုက်တယ်ပေါ့နော်အဲ့အကြောင်းအရာကိုတားဖြစ်သူကအဖေစင်ကြီးကိုချီသွားတဲ့ကဘာနဲ့လဲဆိုပြီးတော့အဖေဖြစ်သူကိုမေးတယ်ပေါ့နော်အဖေဖြစ်သူကလည်းကလုံးငှက်လို့ခေါ်တဲ့ငါတားရဲ့ဆိုပြီးပြန်ပြောတယ်အဲ့ဒီခါတားဖြစ်သူကလည်းအဖေကလုံးဆိုတာတကယ်ရှိလို့လားဆိုပြီးစမေးတဲ့အခါကျတော့စင်ကြီးကိုချီသွားတာငါတားတွေ့လိုက်ရောပေါ့ဆိုပြီးတော့ပြောရင်းနဲ့အိမ်ပြန်ခဲ့တယ်အဲ့ဒါနဲ့ရွာအနီးပေါ့ရွာအနီးရောက်ခေါ်တဲ့ငါတားစင်ကြီးကိုကလုံးချီသွားတယ်ဆိုတဲ့အကြောင်းဘယ်သူမှပြန်မပြောနဲ့ဆိုပြီးတော့ဂတိတောင်းတယ်တားဖြစ်သူကလည်းဟုတ်ကဲ့ပါဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်နောက်နေ့ကျတော့တတိတာလူငယ်ပြီပေါ့နော်ထူးထူးဆန်းဆန်းနေတွေ့ထားတဲ့အခါကျတော့သူမပြောပြပဲမနေနိုင်တော့သူ့ရဲ့တငယ်ချင်းတွေကိုသူကပြန်ပြောပြတယ်အဲ့ဒီမှာအကုန်လုံးကမယုံပေါ့နော်မယုံရင်းနဲ့ပေါ့အလောင်းအစားတွေပဲဖြစ်သွားတယ်ပေါ့နော်အဲ့နဲ့တတိတာတဲ့မယုံရင်ငါအဖေကိုသွားမိမယ်ငါအဖေကလူကြီးဆိုတော့ညာမှာမဟုတ်ဘူးတကယ်လို့မဟုတ်ဘူးဆိုရင်နွားတကောင်ကြီးသူရောလောက်ပြီးတော့ပေါ့နော်တတိတာအောင်သူတို့သွားကြတယ်တတိစီရောက်ကောတဲ့တတိတာတဲ့တငယ်ချင်းတွေကပေါ့နော်အဲ့ဒီအကြောင်းအရာအဖြစ်စဉ်ကိုအကုန်လုံးပြောပြပြီးတော့မယုံနိုင်ကြောင်းပြောရတဲ့အခါကျတော့တတိကလည်းပေါ့နော်ကလုံးဆိုတာဘယ်မှာရှိမှလဲငါသားယူနေလို့ပြောတာနေမအောင်ဆိုပြီးတော့ပြန်ပြောလိုက်တယ်အဲ့ဒီမှာတတိတာကနွားတကောင်ရှုံးသွားတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တားဖြစ်သူကမကြည်မနှက်အဖေဗျာမမိုက်ဘူးစင်ကြီးကိုကလုံးကြည်သွားတာအဖေရောကျွန်တော်ရောမြင်လိုက်တာနဲ့ဘာလို့မဟုတ်ဘူးလို့ပြောလိုက်တာလဲဆိုတော့တဲ့အဖေပြသူကငါသားတဲ့လူတွေကတဲ့အမှန်တာပြောရင်တဲ့မယုံတာများတယ်တဲ့အမှန်တာပြောရင်ကြတော့တဲ့ယုံတတ်ကြတယ်ငါသားတဲ့အခုလူတွေကိုတဲ့ငါဖေးတမင်တကောင်မြားနဲ့ပြစ်လိုက်တာမြားတစ်ချင်းနဲ့ခေါင်းကိုနေရွက်ကိုရှိချတော့ကို3ခုလုံးကိုတခါတည်းဖောက်ပြီးတော့မှန်သွားတယ်လို့လိုက်ပြောဆိုရောတဲ့ပြောခိုင်းလိုက်တယ်မကြီးတာလည်းအဲ့ဒါလေးသူတငယ်ချင်းကိုတဲ့အသူ့အဖေပြပြအတိုင်းလိုက်ပြောတယ်ပေါ့နော်အဲ့နဲ့အကုန်လုံးဟာယူတိမရှိဘူးဘာညာနဲ့ညီကုံကြပြန်သွားတယ်အဲ့ခါကျတော့တကြီးတာအနွားနှကောင်ကြီးလောင်းမယ်ဆိုပြီးတော့ထပ်ပြောတယ်တဲ့တကြီးအဲ့နဲ့တကြီးထံဘောနော်သူတို့တွားပြီးတော့မေးကြတယ်ဘောနော်တကြီးတမင်ငိုးများတစ်စင်းနဲ့ပြစ်လိုက်တာခေါင်းရည်နေရွက်ရည်ရှိချတော့ရည်ဘောနော်3ခုလုံးဖောက်ဝင်သွားတယ်ဆိုပြီးတော့အဲ့ဒါကိုမေးလည်းမင်းတို့တကြီးကဟုတ်တယ်လေတဲ့ဆိုပြီးတော့တကြီးကပြောတယ်ပေါ့နော်တကြီးကဘယ်လိုဖြစ်မှလဲဆိုပြီးပြန်ပြောတဲ့အခါကျတော့ကဲငါတမင်ကိုတော့ပြစ်တယ်တဲ့တမင်တော့ပြစ်နေတဲ့အချိန်မှာတမင်ကရေတောက်နေတယ်ရေတောက်နေတဲ့နေရရွာလာလို့ဆိုပြောတဲ့ရှင်းချောင်းနေတဲ့နေရွက်ကိုကုတ်တယ်အဲ့ဒီအချိန်မှာမြတစ်စင်းနဲ့ခေါင်းရောနေရွက်ကိုရှင်းချောင်းကိုပါဖောက်ဝင်သွားတယ်လို့တကြီးရတဲ့ဒီတငယ်ချင်းတိုက်ဘောနော်ရှင်းပြလိုက်တယ်ဘောနော်လက်ခံတော့အကုန်လုံးကလည်းဟာဟုတ်တယ်ဘောဆိုပြီးအဲ့လိုလက်ခံသွားတယ်တကြီးအဲ့နဲ့တကြီးသားကလည်းနွားနှကောင်ရလိုက်တယ်ဘောနော်အဲ့ဒါကြောင့်ပဲပြောစမှတ်တစ်ခုတွင်သွားတယ်ပေါ့နော်ခေါင်းရည်နေရွက်ရည်ရှင်းချတော့ရည်တစ်ချက်တည်းမှန်အောင်ပြစ်ထပ်ဖို့လိုတယ်တဲ့ဗျာဆိုပြီးတော့ပုံမြင်လေးအဲ့လိုအဆုံးသတ်သွားပါတယ်ပြောချင်တာတော့တချို့ဟာတွေကမှန်တယ်ပြောရင်တော့မှယုံချင်မှယုံတာလေတချို့ကမဟုတ်တဲ့ဟာကိုလည်းလုံးကြံဖန်တီးပြီးပြောတဲ့အခါကျလို့ရှိရင်လူတွေကယုံတတ်ကြတယ်ဆိုတော့ပြောချင်တာကြတော့ဒီတိုင်းကိုပြောချင်တဲ့စကားမှာမူတမ်းမပါလင်ကောင်မချောသလိုပေါ့နော်လိုအပ်တဲ့ခါကျလို့ရှိရင်လည်းမတိုက်တွန်းဆိုရင်တော့မှစကားစင်တဲ့အစင်ပြေအောင်ပြောဖို့တော့ဆိုရင်တော့လိုအပ်တယ်လို့လိုအပ်ရင်လိုအပ်တယ်လို့ပြောရတယ်ဆိုတဲ့အကြောင်းဒီပုံမြင်လေးကနေပြီးတော့သင်ခန်းစာပေးသွားတယ်လို့ကျွန်တော်တို့ထင်ပါတယ်ခင်ဗျလူကြီးမင်းတို့လည်းအဲ့ဒီပုံမြင်ကိုနားထောင်ပြီးတော့အစင်ပြေလို့လိုတဲ့နေရာမှာအသုံးချပြီးတော့ပြောနိုင်ပါသေးလို့ကျွန်တော်လည်းမျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်